သော်ဘုရားကဒီဘဝကြီးပွားဖို့အတွက်လည်းအပြည့်စုံဟောထားတယ်နောင်ဘဝကြီးပွားဖို့အတွက်လည်းအဲ့ဒီလိုအဆုံးအမတွေရခြင်းလို့ဘုရားကိုကိုးကွယ်တယ်ဘုရားကိုးကွယ်တယ်ဆိုတဲ့အဓိပ္ပာယ်ကမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာပါမယ်လို့ promise လုပ်တာပဲဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကကြည့်လေဂစ္ဆာမိဆိုတဲ့စကားလုံးကိုဖွင့်တဲ့အခါဇာနာမိဆိုတာပါတယ်နော်အဓိပ္ပာယ်ဘုရားဟာတကယ်အားကိုးလောက်တဲ့ပုဂ္ဂိုလ်အဖြစ်အတိမတ်ပြုပါတယ်ပေါ့အတိမတ်ပြုပါတယ်ဆိုတော့ဘုရားဉာဏ်ကိုယုံကြည်တယ်ဟောထားတဲ့တရားတွေမမှားဘူးဆိုတာယုံကြည်တယ်အဲ့ဒါတွေအတွက်ဘုရားကိုအတိမတ်ပြုပါတယ်ဘုရားဟောတဲ့အတိုင်းဘုရားဆုံးမတဲ့အတိုင်းနေပါမယ်ဆိုတော့ဒီလိုဆိုလို့လားသားသမီးတွေလည်းတခါတလေမိဘပြောတာအမေပြောတဲ့အတိုင်းလုပ်ပါမယ်ဆိုရင်ကျင့်တတ်เสียပဲဟုတ်တယ်အဖေပြောတဲ့အတိုင်းလိုက်နာပါမယ်အခုကအဲ့ဒီအထိပ္ပယ်ဘုရားကိုးကွယ်တယ်ဆိုတာနော်အမေအဖေစကားနားထောင်ပါမယ်ဆရာသမားပြောတဲ့အတိုင်းလိုက်နာပါမယ်အဲ့ဒါလို့မဟုတ်ဘူးခုကဘုရားဘေးရောက်သွားတယ်ဘုရားဆိုတာရှ िख ိုးမယ်ပန်းလှူမယ်ပြီးတော့လှုပ်ချင်အောင်လှုပ်မယ်ဘုရားစကားတော့နားမထောင်ဘူးဆိုရင်အဲ့ဒါဆိုရင်တော့ချမ်းသာဖို့ရမရှိဘူးเนาะဒီလိုဖြစ်သွား